အားလုံးရှင်ကြောင့်များလုံးပဲမင်္ဂလာပါကျွန်တော်အားသားသတင်းတွေအများနဲ့တင်ဆက်ပေးနေတဲ့ The Football Hub ကစင်မင်းပါဆိုတော့ကျွန်တော်စီဂျီစနေနေ့ညပရီးမီးယားလိပွဲစဉ်ဒီမှာဒါအသင်းတော်တော်များများကကစားသွားတယ်ဆိုတော့စနေနေ့ညမှာဒါအများစုအသင်းအများစုကဒါကစားတယ်ဆိုတော့တနင်္ဂနွေနေ့ညမှာဆိုနှစ်ပွဲလောက်ပဲကျန်တာဒီဆန်ဒါလန်နဲ့လီယူနိုက်တက်နဲ့ပွဲစဉ်ဒါဘယ်လိုမျိုးလဲခရစ္စတယ်ဘဲလေအသင်းတော်တီယန်ဟော့စပါအသင်းတို့ရဲ့ပွဲစဉ်ဒီလောက်ပဲကျန်တော့တာဆိုတော့ကျန်တဲ့ပရီးမီးယားလိပွဲစဉ်တွေအကုန်လုံးကိုစနေနေ့ညမှာတပြိုင်နက်တည်းကစားတယ်ကစားပြီးတော့စနေနေ့ညရဲ့အစောဆုံးပွဲစဉ်ဒါဘောက်ဆင်ဒေးပွဲစဉ်ဖြစ်ကိုတော့ Man United ကအိမ်ကွင်းမှာ Newcastle အသင်းကိုအခန့်ကစားခဲ့ပြီးတော့တကယ်ကိုမှဒါဘယ်လိုပြောမလဲ Patrick Doku ရဲ့တကယ်အဖိုးတန်သွင်းကိုနဲ့ပဲ Newcastle အသင်းကိုအနိုင်3မှတ်ယူနိုင်ခဲ့တယ် Newcastle အသင်းကအနိုင်3မှတ်ယူနိုင်ခဲ့တယ်ဆိုတော့ Man United အသင်းကအိမ်ကွင်းမှာနိုင်ခဲ့ပြီးတော့ဒါစနေနေ့ည9နာရီပေါ့လေဒါစနေနေ့ည9နာရီမြန်မာစံတော်ချိန်ည9နာရီမှာကစားတဲ့ပွဲစဉ်မှာတော့ Nottingham Forest အသင်းနဲ့ဒါ Manchester City အသင်းက Nottingham Forest ရဲ့အိမ်ကွင်းကိုတွားဆော့ရတယ်အဲ့ဒီပွဲစဉ်မှာ Manchester City အသင်းတွေကလည်းနည်းနည်းလေးခက်ခက်ကစားခဲ့ရတယ်။ဒါတို့ဒါ Ryan ရဲ့ဒါဥဆောင်ကိုနဲ့48မိနစ်မှာဥဆောင်ခဲ့တယ်ဆိုပေမဲ့54မိနစ်မှာ Hutchinson ရဲ့သွင်းကိုသူတို့ပြန်ဖွင့်ပြီးတော့ 1-1 situation ဖြစ်သွားတယ်။ဆိုတော့ Nottingham Forest အသင်းကအဲ့ဒီပွဲစဉ်မှာတော်တော်လေးကိုမမာကြောကြောရှိခဲ့တယ်။ပြန်ပြီးတော့ response လုပ်တဲ့ပုံစံကလည်း City အနေနဲ့တော်တော်လေးကစားရတာခက်ခဲသွားစေတယ်။ဆိုတော့ City အနေနဲ့သူတို့သွင်းကိုတွေရဖို့အတွက်ကြိုးစားရင်းနဲ့ပဲမိနစ်80ကျော်မှာ83မိနစ်ရောက်မှာဒါဒေါင်းကန်ဘောကနေပြီးတော့ပြန်ထွက်လာတဲ့အလုံးပေါ့လေအဲ့ဒီလုံးကဒေါင်းကန်ဘောကနေပြီးတော့ဒါခေါင်းတိုက်ချပေးလိုက်တဲ့အလုံးကိုမှ Ryan Cherki ကသူ့ရဲ့ weak foot ဖြစ်တဲ့ညာချီနဲ့ပိတ်သွင်းပြီးတော့ဒါသူတို့ရဲ့အဖိုးတန်အနိုင်ကိုရခဲ့ဆိုတော့အဲ့ဒီသွင်းကိုကြောင့်ပဲဒါလီဗာပူးManchester City က2-1ဆိုတဲ့ရလဒ်နဲ့သူတို့တွေဒါအဝေးကွင်းမှာအနိုင်ရခဲ့တယ်ဆိုတော့အဲ့ဒီအနိုင်ရလဒ်မှုကြောင့်ပဲသူတို့အနေနဲ့ကဒါဒုတိယနေရာကနေပြီးတော့ပထမနေရာက Aston Villa ပထမနေရာက Arsenal အသင်းကိုတောက်လျှောက် pressure ပေးနေတယ်ဆိုတော့နောက်ထပ်ပွဲစဉ်မှာတော့ည9:00နာရီပွဲမှာတပြိုင်နက်တည်းကစားခဲ့တဲ့ပွဲတွေအများကြီးရှိတယ်။ည9:00နာရီပွဲမှာဆိုရင်တပြိုင်နက်တည်းကစားခဲ့တဲ့ပွဲကဒါစုစုပေါင်း5ပွဲအထိရှိတယ်ပေါ့နော်။အဲ့ဒီမှာဒါ Arsenal အသင်းနဲ့ Brighton အသင်းတို့ရဲ့ပွဲစဉ်။အဲ့ဒီ Arsenal အသင်းရဲ့ Brighton အသင်းရဲ့ပွဲစဉ်မှာလည်း Arsenal ကဒါသူတို့အနေနဲ့ကပထမပိုင်းမှာ Orica ရဲ့သွင်းကိုနဲ့ဦးဆောင်ထားတယ်။ဦးဆောင်ထားပြီးတော့ဒါဒုတိယပိုင်းမှာဆိုရင်လည်းဒါသူတို့တွေဒါဒေါင်းကန်ဘောကနေပြီးတော့ဒါ deflect ဖြစ်ပြီးတော့အုံကိုအဖြစ်ဒါ Rata ရဲ့အုံကိုနဲ့ဒါသူတို့တွေ2-0ဆိုတဲ့ရလဒ်နဲ့ဦးဆောင်နိုင်တယ်။ဦးဆောင်ထားတယ်ဆိုပေမဲ့သူတို့တွေမိနစ်60ကျော်မှာဂိုမတ်ရဲ့မထင်ထားလောက်တဲ့အခြေအနေကနေပြီးတော့ဒါချီပါဖို့တကူပြန်လဲခွင့်ပြုပြီးတဲ့နောက်ပိုင်းမှာတောက်လျှောက်အာဆင်နယ်ကပြသွားတယ်ဟိုဂိမ်းကတဖြည်းဖြည်းနဲ့ Brighton ဘက်ကိုပို့ပြီးတော့ရိမ့်လာတယ် Brighton ကတောက်လျှောက် pressure တွေပေးလာတယ်တဖြည်းဖြည်းနဲ့ Brighton ကလှုပ်ချင်သလိုလှုပ်လာတယ်ဆိုတဲ့အနေအထားမျိုးမှာရှိတယ်အာဆင်နယ်ကဂိမ်းကိုပြန်လဲပြီးတော့ထိန်းချုပ်ဖို့အတွက်ကြိုးစားရင်းနဲ့ပဲတော်တော်ကိုမှဒါခက်ခဲခဲ့တဲ့နိုင်ပွဲတစ်ပွဲကိုသူတို့ပုံဖော်ခဲ့ရတော်ကိုအာဆင်နယ်ခက်ခဲခဲ့တယ်အဆုံးသတ်မှာ2-1ဆိုတဲ့ရလဒ်နဲ့နိုင်ခဲ့တယ်ဆိုရင်အာဆင်နယ်နဲ့ခက်ခဲနိုင်ခဲ့တဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့တယ်အင်ကွင်းအနိုင်ရလဒ်တစ်ခုကြောင့်ပဲအာဆင်နယ်နဲ့အဆင့်1နေရာမှာဆက်ပြီးတော့ရပ်တည်ထားနိုင်တယ်ပြီးရင်ဘန်လီနဲ့အေဗာတန်အသင်းရဲ့ပွဲစဉ်ဘန်လီရဲ့အေဗာတန်အသင်းရဲ့ပွဲစဉ်မှာဆိုရင်အေဗာတန်ကအဝေးကွင်းမှာဆိုရင်တိုင်ပတ်တက်တဲ့အလေးထားကအခုချိန်ဒီမှာပျောက်သေးဘူးလို့ပဲပြောရမှာပဲဆိုတော့ဘန်လီကတောက်လျှောက်သူတို့ရဲ့ pressure ပေးတယ် pressure ပေးနေပဲဒါတဖြည်းဖြည်းနဲ့ပဲပွဲချိန်မိနစ်တွေကြာလာတယ်ဘန်လီကတချို့ဒါဘယ်လိုမျိုး movement တွေမှာဆိုပို့ပြီးတော့ဘယ်လိုမျိုးလဲဒါအခွင့်အရေးတွေပို့ရခဲ့တဲ့အခြေအနေမျိုးတွေရှိခဲ့တယ်တိုးပေမဲ့နောက်ဆုံးအခြေအနေမျိုးမှာဒါတကယ်တမ်းဘေးချက်တွေကိုတောက်လျှောက်ပို့ရလာတာကအေဗာတန်အသင်းဖြစ်ပြီးတော့အေဗာတန်အသင်းနေနဲ့သူတို့တွေတကယ်တမ်းသာသူတိကြပို့ပြီးတော့ဒါ finishing ကောင်းမယ်ဆိုရင်သူတို့တွေအနိုင်ရလက်တစ်ခုကိုပုံဖော်နိုင်ခဲ့တင်တာတိုးပေမဲ့ဒါပြန်မဲ့ဘန်လီကိုသမားဒါ Dravoka ရဲ့လက်စွမ်းနေကြောင်းပဲဒါအနောက်ဆုံးပွဲအဆုံးသတ်မှာဆိုရင်ဂိုးမရှိသေးကျသွားခဲ့ပြီးရင်ဟူဘန်တန်အသင်းရဲ့ဒါလီဗာပူးအသင်းရဲ့ပွဲစဉ်ပေါ့လေဒီပွဲစဉ်ကလီဗာပူးကပထမပိုင်းမှာဆိုရင်ဒါ40နဲ့42မိနစ်နဲ့42မိနစ်မှာဒါ2ဂိုးဇက်တိုက်ရတယ်ပထမဂိုးကဒါဖရင်ပေါင်ရဲ့ဂိုးဖန်ဒီမူပိကနေပြီးတော့တဆင် Ryan Ground ပဲပိတ်သွင်းခဲ့ပြီးတော့ပထမပိုင်းဂိုးရပြီးတော့ဒုတိယဂိုးကတော့ဒါဒီယာဒီမှာသွင်းကိုတွေဂိုးဖန်ဒီမူတွေလိုအပ်နေတယ် Froen ဘက်ကဒါသွင်းကိုတကူသွင်းပြီးခဲ့ဆိုတော့ပထမပိုင်းမှာ2-0ဆိုတဲ့ saturation နဲ့ easy game ဖြစ်နေတဲ့အနေအထားကနေပြီးတော့သူကလည်း Arsenal လိုပဲဒုတိယပိုင်းမှာမထင်ထားအပ်တဲ့အခြေအနေတစ်ခုကနေပြီးတော့ဂိုးသွင်းကိုတကူပြန်ခွင့်ပြုလိုက်ရတယ်အဲ့ဒီသွင်းကိုတကူကြောင့်ပဲတောက်လျှောက်ပြရခတ်သွားပြီးတော့နောက်ဆုံးမှာ2-1ဆိုတဲ့ရလဒ်ကိုအသံထိန်းထားပြီးတော့ဒါနောက်ဆုံးမှာအဆုံးသတ်မှာလီဗာပူးတင်းနေနိုင်ရသွားတယ်ဆိုတော့လီဗာပူးတင်းကဒီပွဲအနိုင်ရလဒ်တစ်ခုကြောင့်ညကနောက်ကျပွဲမှာ Chelsea အသင်းရဲ့ရှုံးနိမ့်တဲ့ရလဒ်တစ်ခုကြောင့်ပဲအဆင့်4နေရာအထိကိုတက်လန်းလာနိုင်တယ်ဆိုတော့ပြီးရင် Brentford နဲ့ Bournemouth အသင်းတို့ရဲ့ပွဲစဉ်ပေါ့လေ Brentford နဲ့ Bournemouth အသင်းရဲ့ပွဲစဉ်မှာတော့ Brentford ရဲ့အိမ်ကွင်းမာကျော်မှုဒဏ်ကို Bournemouth အနေနဲ့မခံနိုင်ခဲ့ပဲနဲ့အဆုံးသတ်မှာ4-1ဆိုတဲ့ရလဒ်နဲ့ရှုံးနေသွားခဲ့တယ်ဆိုတော့အဲ့ဒီပွဲစဉ်မှာဆိုရင် Brentford အသင်းရဲ့တောင်ပန်ကစားသမားဖြစ်တဲ့ Scotty ကဒါ hat-trick သွင်းပေးနိုင်ခဲ့ပြီးတော့ Semenyo Bournemouth အသင်းအတွက်တစ်လုံးတည်းတော့ဒါချီပါကိုတော့ Semenyo က Antonio Semenyo ကသွင်းကိုတကူသွင်းပြနိုင်ခဲ့တယ် Antonio Semenyo ကဒီသွင်းကိုကြောင့်ပဲသူတို့အနေနဲ့ဒီယာဒီ Premier League သွင်းကို8 ဂိုးအထိရှိလာခဲ့ပြီဖြစ်တယ်ပေါ့နော်
ပြီးပြီဆိုရင်ဒါဝက်ဆန်အသင်းနဲ့ဖူဟန်အသင်းတို့ရဲ့ပွဲစဉ်ဝက်ဆန်အသင်းနဲ့ဖူဟန်အသင်းတို့ရဲ့ပွဲစဉ်မှာတော့ဒါဝက်ဆန်အသင်းကလက်ရှိတန်းစင်းဆောင်ဂျုံအားကသူတို့တွေအများကြီးမပြနိုင်သေးဘူးဆိုတော့တန်းစင်းဆောင်ဂျုံအားကိုအများကြီးမပြနိုင်သေးတဲ့အခြေအနေမျိုးမှာဒါအလဲလက်တန်းသားအသင်းတစ်သင်းဖြစ်တဲ့ဖူဟန်အသင်းကပဲနောက်ဆုံးအဆုံးသတ်မှာဆိုရင်ဂျီမီတက်ရဲ့သွင်းကိုတကူးနဲ့ပဲဒါသူတို့တွေဒါနောက်ဆုံးအဆုံးသတ်မှာဆိုရင်အနိုင်ရလက်တစ်ခုကိုပုံဖော်နိုင်ခဲ့တယ်စနေနေ့ညရဲ့နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ Chelsea နဲ့ Aston Villa အသင်းရဲ့ပွဲစဉ်ဒီအပတ်ရဲ့အကောင်းဆုံးသောပွဲစဉ်တစ်ပွဲဖြစ်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ဒီကနေ့အဲ့ဒီပွဲစဉ်မှာ Chelsea အသင်းကပထမပိုင်းမှာအရာအားလုံးကို dominate လုပ်ထားတယ်ဒုတိယပိုင်းမိနစ်60လောက်အထိလေ Chelsea လက်ပဲလုံနေတာဒါပေမဲ့အဆုံးသတ်မှာ Aston Villa ရဲ့ဒါနီးပြဖြစ်သူ Unai Emery ရဲ့လုံးဝ technical ကင်းလို့တင်စားခေါ်ရလောက်တဲ့အထိကိုမှသူ့ရဲ့အပြောင်းအလဲ၃ခုကအများကြီးအလုပ်ဖြစ်ခဲ့ပြီးတော့သူ့ရဲ့အပြောင်းအလဲကနေပြီးတော့ကွင်းထဲကိုရောက်လာတဲ့အိုလီဝါကင်ကသွင်းကို2ဂိုးသွင်းခဲ့ပြီးတော့အဆုံးသတ်မှာဆိုရင်ဒါ2ဂိုး1ဂိုးဆိုတဲ့ရလဒ်နဲ့နိုင်တယ်ဆိုတော့ဒီအနိုင်ရလဒ်ကြောင့်တစ်ခုကြောင့်ပဲ Aston Villa အသင်းကဒါထိပ်ဆုံးက Arsenal အသင်းနဲ့3မှတ်အကွာပြီးလို့ရှိရင်ဒါဒုတိယနေရာက Manchester City အသင်းနဲ့2မှတ်အကွာနဲ့တတိယနေရာမှာဆက်ပြီးတော့ PR ပေးနေတယ်ထိပ်ဆုံးအသင်းတွေကိုထပ်ပြီးတော့ PR ပေးနေတယ် Chelsea ကကြောင့်ဒီရှုံးပွဲတစ်ခုကြောင့်ပဲသူ့အနေနဲ့အဆင့်4နေရာကနေပြီးတော့ဒါဖယ်ပေးလိုက်ရပြီးတော့အဆင့်5နေရာကိုဆင်းသွားခဲ့ဆိုတော့ဒါတွေကတော့ဒီအပတ်စနေနေ့ညမှာကစားခဲ့တဲ့ဒါ EPL ပွဲစဉ်ဒါဆက်ရှိအကြောင်းပဲဖြစ်ပါတယ်ဆိုတော့ဒီတနင်္ဂနွေနေ့ညမှာဆိုတော့လီဗာပူးလက်ကျန် EPL ပွဲစဉ်နှစ်ပွဲကိုဆက်ပြီးတော့ကစားမယ်ဒါကဆန်နာလန်နဲ့ Leeds United တို့ရဲ့ပွဲစဉ်နဲ့ပြီးရင် Crystal Palace နဲ့Tottenham Hotspur အသင်းတို့ရဲ့ပွဲစဉ်တွေဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကပွဲစဉ်18ပထမစနေနေ့ညအပြီးမှာဘယ်အသင်းရဲ့ကစားပုံတွေကိုပို့ပြီးတော့သဘောကျခဲ့ကြတယ်ဘယ်အသင်းရဲ့ကစားပုံတွေကပို့ပြီးတော့ဆွဲလန်းစရာဖြစ်ခဲ့ကြတယ်ကျွန်တော်တို့ကတော့ဒါ Aston Villa အသင်းရဲ့ကစားပုံเนาะ Aston Villa အသင်းရဲ့ကစားပုံကအရန်ကိုကြွားရခဲ့တယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ကျွန်တော်တို့တွေကဘယ်လိုမြင်ကြလဲတစ်ချက်လောက်ဆွေးနွေးကြပါဦးကျွန်တော်လည်း like and subscribe လေးလုပ်ပေးထားပါအောင်ဗျကျေးဇူးများကြီးတင်ပါတယ်